ကြက်သွန်အနီလေးကိုစီတက်ပြီးတော့ကြက်သွန်ပြူနဲ့ပင်လန်းငရုတ်သီးနဲ့ငရုတ်သီးအပွားအနီလေးနဲ့ထောင်းထားတာကိုအခုစီတက်နေတာပါရှင်ငပီလေးနည်းနည်းထည့်ပါတယ်အချို့မုတ်လေးစားလေးထည့်ပါတယ်။ရံပြာရည်လေးတစ်ပေါက်နှစ်ပေါက်ထည့်ပါမယ်။ရံပြာရည်လေးတစ်ပေါက်နှစ်ပေါက်ထည့်ပါမယ်။စီပြန်လာပြီဆိုရင်တော့စီလေးနည်းနည်းလေးဖြစ်ဖြစ်ကလေးပြန်လာပြီဆိုရင်ကြော်ထားတဲ့ငါးကြော်လေးတွေထည့်ပါမယ်ဒါတော့ကျမတို့အခုရေကြချိန်မှာရတဲ့ကွန်မန်လို့ခေါ်ပါတယ်တခြားမျိုးတွေကတော့ဘယ်လိုခေါ်လဲမသိဘူးပေါ့နော်ကျမတို့ရှိမှာတော့ကွန်မန်လို့ခေါ်တယ်အဲ့ဒါကိုကျမအခုကကျွတ်ကလေးကျမအခုကချက်ထားတာဖြစ်ပါတယ်ကျွတ်နေပြီလားအဲ့ဒါနဲ့ကျမစောစောကချက်တဲ့ပုံလာဘူးချင်းဟင်းလေးနဲ့စားမှာပါဒီနေ့ကဘာလို့ငါ့ကိုချင်းရကြကျမမကြီးသီးစိမ့်လေး3000တွေ့လို့မကြီးသီးစိမ့်လေးပဲပြစ်ထည့်လိုက်တယ်ပုံလာဘူးချင်းနေခုကတော့အားကြော်နဲ့ကလေးကအဆက်လဲတစ်ခါလေးပါတယ်အနှစ်လဲတစ်ခါလေးပါတယ်ပေါ့နော်ဟုတ်တယ်ဟုတ်ပြီချကန်လေးရောနန်းနန်းလေးအုပ်လိုက်ပါတယ်ရှင်မွေးပြီးတော့စားလို့ကောင်းတဲ့ငါးကြော်နဲ့လေးပါရှင်စားကြပါအောင်ရှင်ဒီနေ့ကတော့ပုံလာဥချင်ရင်းလေးနဲ့ငါးကြော်နဲ့လေးနဲ့ငါးကြော်ဆိုငရုတ်သီးရောပေါ့နော်အဆက်လေးပါတယ်အဲ့ဒါနဲ့စားမှာဖြစ်ပါတယ်ချက်ပါပြီရှင်ရောင်းမှနဲ့ခေါ်ရတာကြာတိတ်ပြီးအစင်မသေးငါကြော်နေတယ်ချင်းနဲ့စားမှာပါရှင်စားကြပါအောင်ချက်ပါပြီ